တော့ပုဆိုတာကရက်ကွက်ထဲမှာအချက်ပြုတ်ပင်မလို့နာမည်ကြီးသူလို့ဟင်းချက်လိုက်ရကတောင်တန်ရမဟုတ်ဘူးဟင်းဦးတဲ့ကအနံလေးလွင့်လာတာနဲ့တရက်ကွက်လုံးကလူတွေအမလို့အမရဆရာလောက်အောင်ကိုတော်တယ်ဒါပေမဲ့သူ့မှာအသားတယောက်ရှိတယ်နာမည်ကကိုထော်တဲ့ကိုထော်ကတော့ဘောလုံး crazy အသက်30ကျော်ပြီမိမရနေပြီတောင်မှဘောလုံးပွဲလာပြီဆိုရင်နေအောင်ရေးဖို့ပါမေးကြည့်တတ်သူဒီနေ့တော့ညနေ4 နာရီလောက်မှာဒေါ်ပုဟာသူ့ညီလေးကိုထော်ရဲ့သားအတွက်အထိုးတယ်လေမယန်းချောက်အချိုချက်ကိုချက်နေတယ်အဲ့ဒီဟင်းကဒေါ်ပုရဲ့လက်ရမြောက်ဟင်းတကဘရင်လို့တောင်ဆိုရမယ်ဟင်းမျိုးဒေါ်ပုကဟင်းဟိုးကိုမြေပေါ်တင်မယန်းချောက်ပတ်တွေကိုစီတက်ရုပ်သီးကျက်သွန်နန်းနေမုံနေနဲ့တမအောင်မှုနေတော့ကိုထော်ကအင်ချစ်ကနေဟေးရော့လို့ဟောပြီးတေးဘလုံးဟောင်းကြီးတစ်လုံးကိုအိမ်ထဲကန်တွန်းလိုက်တယ်ဒေါ်ပုကအမလေးလေးဘာလုပ်တာလဲကိုထော်ဆိုပြီးလာကြလှဲ့ကိုလိုက်ချိန်မှာပဲဖောင်းကနေကိုထော်လန့်ကန်လိုက်တဲ့ဘောလုံးကြီးဟာအချိန်နဲ့လွင့်လာပြီးဒေါ်ပုမေးဖို့ပေါ်မှာဖွားကနေစူပွက်နေတဲ့ငရင်ကြောက်ချိုချက်ဟင်းဦးတဲ့ကိုတိတိပပဝင်တော့ပါလေရောဒေါ်ပုဟာညလုံးကြီးပါဇက်အဟောင်းသားနဲ့ဟင်းဦးကိုတလက်ဘောလုံးကိုတလက်ကြည့်နေမိတယ်ဟင်းပူပူတွေကဘောလုံးပေါ်မှာစီးကြလို့ဘောလုံးကလည်းငရင်6တွေကြားမှာငရင်ဘောလုံးလိုချစ်နေပြီကိုထော်နင်းဘာလုပ်လိုက်လားဒါလေငါဟင်းဒေါ်ပုအော်တန်ကတိုက်ရဲ့နှစ်ထပ်လုံးကိုလှုပ်ခါသွားတယ်ကိုထော်ကအိမ်ထဲကိုပြေးဝင်လာပြီးမိဒေါသကိုတွေ့တော့ကြောက်လန့်သွားတယ်ဒါပေမဲ့သူကဘယံပဒနဲ့မင်းဘောလုံးပဲရောက်သွားလဲတွေ့မိလားယင်ဘောလုံးဘာဘောလုံးလဲဘောလုံးလုံးနေနဲ့ဟိုမှာကြည်စမ်းနှစ်ဘောလုံးကဟိုတဲ့ဝင်ကိုသွင်းသွားပြီဒေါ်ပုကဟင်းချက်စုံနဲ့ဟိုတဲ့ကဘောလုံးကိုထိုးပြလိုက်တယ်ကိုထော်ကဟိုတဲ့ကိုငုတ်ကြည့်လိုက်တယ်ဘောလုံးပူကိုမြင်လိုက်တော့နည်းနည်းတော့နှစ်ယောက်တူထစ်သွားတယ်ဒါပေမဲ့ပို့ပြီးအော်သွားတာကသူ့မိချက်ထားတဲ့ဟင်းနံဘောလုံးပေါ်မှာစွန့်ပြေးနေတဲ့အရန်အချိုချက်အနံ့ကတော်တော်လေးမှုေးနေတာကိုဒေါ်ပုကဒေါသတကြီးနဲ့ဒီနေ့နင့်သားငါနေလေးဘာစားရတော့မလဲဒီမချိုးရသေးတဲ့ဘောလုံးကြီးကိုဘယ်သူကစားခြင်းမလဲလို့စူပူတယ်ကိုထော်ကခေါင်းကုပ်ပြီးခဏလောက်စဉ်းစားတယ်ပြီးတော့ရုတ်တရက်သူ့ညနာပေါ်မှာညံကြီးရှင်တယောက်ရဲ့အပြုံးကပေါ်လာတယ်အမေရဲ့စိတ်မပူပါနဲ့ခုကကျွန်တော်တို့တည်တင်စမ်းသစ်မှုတစ်ခုလုပ်လိုက်တာမိချက်တဲ့ဟင်းကအနာမှုင်းလင်းလို့ဘောလုံးတောင်အထက်ခုံဝင်လာတာပေါ့ဒါဆိုရင်ဒီနေ့ညကျွန်တော်တို့ငရင်6ဘောလုံးအကျော်စားကြတာပေါ့ဟင်းကိုပြတ်မပစ်ပါနဲ့ဘောလုံးကိုဆက်ထုတ်ပြီး6အောင်ထားလိုက်ဟင်းတွေကသူ့ရတာတွေအကုန်လုံးဘောလုံးထဲစိတ်ဝင်သွားလာပြီးအဲ့ဒီဘောလုံးကိုအပြင်ခွန်ကနေရတာယူပြီးထဲကသေးဘင်းကိုတွင့်ပစ်လိုက်ရုံပဲကမ္ဘာပထမဆုံးငရင်6ရတာခံဘောလုံးဒီစကားကိုကြားလိုက်ရတဲ့ဒေါ်ပုဟာဒေါသထွက်လုံးလို့ခဏတာစကားတောင်မပြောနိုင်တော့နောက်ဆုံးဒေါ်ပုကလက်ထဲကဇုံချွန်ကနေလွတ်ချပြီးကိုထော်နင်ကငါ့ကိုဟာတာလာလောက်နေရလားနင်ကိုငါဒီညနင်းချက်ဘောလုံးရုံးနဲ့ငရင်6ကျော်ကျွေးမယ်လို့ချင်းချောက်ပြောလိုက်ပါတော့တယ်